ရပိုင်ခွင့်ဟုအထင်မှားခဲ့သောတချို့ဆက်ဆံရေးတွေမှာကျွန်ုပ်တို့ပေးခဲ့တဲ့ချက်ချင်းမြတ်တာအလိုက်သိမှုနဲ့စေတနာတွေဟာတကယ်တော့ကျွန်ုပ်တို့ရဲ့ရွေးချယ်မှုသာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်လူကဒါကိုအမြဲရနေမရပိုင်ခွင့်လို့အထင်မှားပြီးကိုပေးတဲ့တန်မိုးကိုရှော့တွက်လာတဲ့အခါဆက်ဆံရေးကစတင်ရိုင်းနေလာပါတော့တယ်။ဒီနေရာမှာခဏရက်ပြီးစဉ်းစားကြည့်ရအောင်။ကျမတို့ကိုယ်တိုင်ကရောတစ်ဖက်လူရဲ့မြတ်တာကိုရပိုင်ခွင့်လို့အထင်မှားပြီးသူ့ရဲ့စေတနာတွေကိုရှော့တွက်မိနေပြီလား။တကယ်လို့သင်ဟာဒီလိုပြုမှုတွေပြုမှုနေပြီဆိုရင်အချိန်မနှောင်းခင်ကိုနဲ့ကိုအတွက်တမိုးရှိတဲ့ဆက်ဆံရေးကိုအမြန်ဆုံးကဲတင်လိုက်ပါဘယ်ဆက်ဆံရေးမှာမဆိုအပြန်လန်လေးစားမှုကအသက်သွေးကြောပါပဲကျမတို့ဘက်ကအစွမ်းကုန်ပိတ်ဆက်ပေးရတော့မှအလွယ်တကူဈေးပေါ်နဲ့အမြဲရှိနေမဲ့သူလို့အထင်ခံရတာဟာဘလို့မှတရားမျှတမှုမရှိပါဘူးတကယ်လို့တစ်ဖက်လူကသာအချိန်မီအမြင်မှန်ရပြီးပြောင်းလဲနိုင်ခဲ့ရင်စစ်မှန်တဲ့မေတ္တာရှိသူတယောက်ကိုတစ်သက်လုံးပိုင်ဆိုင်ခွင့်ရမယ်ကံအကောင်းဆုံးသူဖြစ်လာမှာပါဒါပေမဲ့တစ်ဖက်လူရဲ့စေတနာကိုအတိမတ်မပြုတ်ပဲရှော့တွက်နေအောင်မယ်ဆိုရင်တော့သူဟာကိုယ့်ကိုအပေးတိုင်ဆုံးရှုံးရလိမ့်မယ်ဆိုတာအချိန်မီသိမြင်သွားစေချင်ပါတယ်တကယ်လို့ပေးဆက်နေရတဲ့ဆက်ဆံရေးဟာကြာရှည်မခံပါဘူးကိုယ့်ရဲ့မြတ်တာကိုခံစား권ရနေတာဟာကံကောင်းခြင်းတစ်ခုဖြစ်ကြောင်းနှစ်ဖက်စလုံးကအပြန်လန်နားလည်သွားဖို့လိုပါတယ်ပြောင်းလဲခြင်းသို့မဟုတ်ဆုံးခြင်းရဲ့အဖြေကတော့ကျမတို့ကိုယ်တိုင်ရဲ့အသည့်တရားပေါ်မှာပဲမူတည်ပါတယ်အားလုံးပဲကောင်းမွန်ပြည့်စုံတဲ့ဆက်ဆံရေးကိုပြန်လန်တည်ဆောက်နိုင်ကြပါစေရှင်မိုင်းထိုင်ရည်ပိုင်းစောဤနှင်း